အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘောလုံးသတင်းများ YouTube channel ကနေပြီးကြိုဆိုပါရနော်ဟုတ်ကဲ့ပါညကန်သွားတဲ့စပိန်နဲ့ပြင်သစ်ပွဲပေါ့နော်အဲ့ပွဲလေးကိုကျွန်တော်အမြင်လေးပေါ့နော်ကျွန်တော်အမြင်သုံးသက်ချက်လေးလုပ်ပေးမှာဖြစ်ပါတယ်ညကန်သွားတဲ့ပွဲမှာစပိန်ကပြင်သစ်ကို2-0နဲ့နိုင်သွားတယ်ပေါ့နော်မကန်ခင်တော့ရေပန်းစားနေရတော့ပြင်သစ်ပေါ့ပိုလူပွဲတက်ဖို့ရေပန်းစားနေရတော့ပြင်သစ်ဒါပေမဲ့တကယ်ပိုလူပွဲကိုရောက်သွားတာစပိန်သင်းဖြစ်နေဒါလည်းတကယ်ထိုက်တန်ပါတယ်ဘာလို့ထိုက်တန်လဲဆိုတော့လူတွေကပြင်သစ်ကိုအရန်ထင်ကြီးကြတယ်တိုက်စစ်အရန်ကောင်းတယ်သူတို့မှာကစားပုံကစားအရန်ကောင်းတယ်ဆိုပြီးတော့ထင်ကြီးကြတယ်ဒါပေမဲ့တကယ်ကြတော့ဗျတကယ်ပြင်သစ်ကသူနဲ့ခြေလူအသင်းနဲ့သူတင်ကိုယ်တင်ကန်နိုင်တဲ့အသင်းမျိုးနဲ့လည်းတွေ့ပေါ့ပြင်သစ်ကဘာမှလုပ်လို့မရတော့ကစားပုံကစားပွဲလုံးဝဘာမှလုပ်လို့မရတော့ညအပေါ်ရတက်တည်ပဲညဆိုလို့ရှိရင်ပထမပိုင်းတစ်ပိုင်းလုံးမှာပြင်သစ်ကဂိုးကန်ချက်တစ်ချိန်မှမရဂိုးကန်ချက်တစ်ချိန်မှမရပထမပိုင်းမှာစလီဘာနာသွားတယ်ပြင်သစ်နောက်ခံလူဝီလီယံစလီဘာနာသွားတယ်နောက်တန်းလည်းညံ့တယ်ပြင်သစ်စပိန်ကတိုက်စစ်ဆင်လာရင်လည်းပြင်သစ်နောက်တန်းလူကပြင်သစ်နောက်တန်းကစားသမားပေါ့နော်ပြင်သစ်နောက်တန်းကစားသမားလာမေးရမဲကိုသူကကန်တာတော့ဘောလုံးကန်တာဒါပေမဲ့ဘောလုံးမထီဘဲနဲ့အဲလူကိုဖြတ်ကန်လို့ဖြစ်သွားတယ်ဒါပေမဲ့ရမဲရဲ့ပေါင်ဖြတ်ကန်မိလိုက်တာအဲ့မှာပင်နယ်တီပေးလိုက်ရတယ်အဲ့ပင်နယ်တီကြောင့်စပိန်ကပထမပိုင်းမှာ1-0နဲ့ဥဆောင်တယ်ပေါ့နော်1-0နဲ့ဥဆောင်တယ်ပြောရရင်ပထမပိုင်းမှာစပိန်ကဘောလုံးပိုင်ဆိုင်မှုနည်းနည်းတာတယ်အများကြီးတော့မတာဘူးပေါ့နော်နည်းနည်းတာတယ်ကွင်းလေပိုင်းပေါ့ကွင်းလေရကွာတာကိုကွင်းလေပြင်သစ်ကခါပြက်နေတာပြင်သစ်ကကွင်းလေမှာမရှိတာဟာကြီးစပိန်ကကွင်းလေတာတော့ဘောလုံးပိုင်ဆိုင်မှုလည်းတာသွားတာပေါ့ဒုတိယပိုင်းလည်းအဲ့ပုံစံပဲပြင်သစ်တိုက်စစ်ဆင်လာသည်မြပြင်သစ်ရှေ့ကိုပေးတဲ့ဘောလုံးမှန်သည်မြကိုစပိန်ကဖြတ်ကြားတွေကဖြတ်ပြီးတော့မရရအောင်ယူတယ်ပြင်သစ်ရှေ့ကိုမျှောထိုးပေးလိုက်တစ်လုံးမျှောထိုးပြီးတစ်လုံးစပိန်ကဖြတ်ယူပြီးတော့မရရအောင်ကစားကွက်ပြန်ဖော်တယ်ပြန်တိုက်တယ်အဲ့လိုကနေပြီးတော့ဒီညစပိန်ကအိုမိုလေးလည်းတော်တော်ကောင်းတယ်ဗျအိုမိုလေးလည်းတော်တော်ကောင်းတယ်ဒုတိယဂိုးဆိုလို့ရှိရင်အဲ့အိုမိုနဲ့ဒုတိယဂိုးဆိုလို့ရှိရင်အိုမိုနဲ့ဟိုဟာနဲ့ဗာလဲအိုမိုနဲ့ပတ်ထရိုပိုလိုနဲ့1-2ရိုက်ပြီးတော့ပတ်ထရိုသွင်းသွားတာတော်တော်ကောင်းတယ်ဗျအဲ့ဂိုးကတော့တကယ် quality ဂိုးပဲအဲ့ဂိုးကတော့တော်တော်ကောင်းတယ်ဒုတိယပိုင်းမှာသွင်းသွားတာပေါ့နော်ဒီညစပိန်ကအိုမိုလေးကောင်းတယ်ပြီးရင်လာမေးရမဲကောင်းတယ်ပြီးရင်ရိုရီကောင်းတယ်ဗျာပြီးရင်ကူကူရဲလာလည်းကောင်းတယ်စပိန်မှာညတော်တော်ကောင်းပြောရရင်အနှစ်ချုပ်အနေနဲ့ပြောရလို့ရှိရင်ညပြင်သစ်ဘာမှလုပ်လို့မရဘာအခွင့်အရေးမှမရဘာအခွင့်အရေးမှလည်းလုပ်လို့ဖန်တီးလို့လည်းမရသူတို့ရှေ့ကိုတိုက်စစ်ကိုဘောလုံးပေးလိုက်တာနဲ့ပြတ်တာစပိန်ကသူတို့မျှောထိုးပေးမဲ့လမ်းကြောင်းတွေကိုစပိန်ကကြိုတိနေသလိုခံစားရတယ်ဗျာသူတို့မျှောထိုးပေးလိုက်တာနဲ့စပိန်ကစားသမားတွေကနှစ်ယောက်သုံးဝိုင်းအောင်ပြီးတော့ခါတဲ့ဂျားတွေကဖြတ်ယူလိုက်တယ်ရှေ့ကိုဘောလုံးဟိုပြောရရင်ဗျာတိုက်စစ်စင်ခွင့်ကိုမပေးတာပြောရရင်တပွဲလုံးမှာပြင်သစ်ဂိုးပေါက်တဲ့ကန်ချက်2ကြိမ်ပဲရတယ်အဲ့လောက်ထိကိုပြင်သစ်ကိုစပိန်ကထိန်းချုပ်နိုင်ခဲ့တာပေါ့နော်အမ်ဘာပေဆိုရင်လှုပ်လို့မရအမ်ဘာပေဒီညလှုပ်လို့မရအမ်ဘာပေလွတ်ထွက်သွားတဲ့လုံးတွေရှိရဗျာအမ်ဘာပေလွတ်ထွက်သွားတဲ့လုံးတွေရှိရအဲ့ဒီလုံးတွေကြောင့်လည်းဂိုးသမားတက်ပြီးတော့အမ်ဘာပေတစ်ချက်လွတ်ထွက်သွားတဲ့လုံးရှိအမ်ဘာပေလွတ်ထွက်သွားတဲ့လုံးဂိုးသမားတက်ပြီးတော့ကန်ထုတ်လိုက်တယ်ရှင်းထုတ်လိုက်တယ်ဂိုးသမားရှေ့တက်ပြီးရှင်းထုတ်လိုက်တာအမ်ဘာပေလွတ်ထွက်သွားတဲ့လုံးဂိုးသမားလည်းကောင်းပါစပိန်ဂိုးသမားအဲ့လိုမျိုးလွတ်ထွက်သွားတဲ့အလုံးနှလုံးလောက်ရှိမယ်ထင်တယ်အဲ့နှလုံးလောက်ရှိမယ်အဲ့လုံးနှလုံးကိုဂိုးသမားတက်ပြီးတော့ရှင်းထုတ်လိုက်တာအဲ့ပြင်သစ်ကတခါတည်းလောင်းမောပေါ့နော်ဗာလေနောက်တန်းလောက်ကနေပြီးတော့ရှေ့ကိုတခါတည်းဖြတ်တင်ပြီးလိုက်တဲ့လုံးတွေလွတ်ထွက်သွားတာနှလုံးလောက်ရှိအဲ့ဂိုးသမားတက်ပြီးရှင်းထုတ်ပြလိုက်တာတလုံးကဒိုင်ဘီလီအမ်ဘာပေကိုလှမ်းပေးတဲ့လုံးအဲ့လုံးဆိုဂိုးသမားရှင်းထုတ်တယ်နောက်တစ်လုံးကျတော့လေအဲ့လိုပဲဂိုးသမားတက်ပြီးရှင်းထုတ်တယ်အဲ့နှလုံးလောက်ပဲကျန်တဲ့အလုံးတွေကပြင်သစ်ဘာမှပိုင်နိုင်ခွင့်ရမရအဲ့လိုနေပဲပွဲရတာပေါ့နော်စပိန်က
ဘောလုံးကွင်းလယ်မှာကိုင်နေကစားပုံအေးဆေးလေးပဲအေးဆေးလေးကစားပြီးတော့ဘာမှသူတို့မှဖိအားလည်းမရှိဘူးအေးဆေးလေးကစားပြီးတော့ပြင်တစ်ကိုသူတို့2-0ဆိုတဲ့ရလနဲ့အနိုင်ယူသွားတယ်ပေါ့နော်ပိုလူပွဲကိုထိုက်တန်တက်သွားတာတကယ်ကိုချီးကျူးပါတယ်ဘာလို့ဆိုကျွန်တော်လည်းပွဲမကန်ခင်တော့ပြင်တစ်နိုင်မယ်ပဲထင်တာဒါပေမဲ့တကယ်တော့တကယ်ပွဲတဲ့ကန်ကိုပြင်တစ်ဘာမှလုံးလို့မရတဲ့ပွဲတစ်ပွဲပေါ့နော်စပိန်တော့ဒီကောင်းပါတယ်စပိန်ကစားပုံနော်ဒီပုံစံတိုင်းဆိုစပိန်ကချန်ပီယံဖြစ်သွားနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့မှာကအသင်းလိုက်စူးစီးမှုအားတော်တော်ကောင်းတာဗျရှေ့လေနောက်အကုန်စီနေတော်တော်လေးကောင်းပါတယ်စပိန်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်